တို့ကမနေ့မှဆိုရင်မိုးလင်းတာနဲ့ဖုံးကြည့်မယ်ဖုံးကြည့်ပြီးလို့ရှိရင်အလုပ်သွားမယ်အလုပ်ပြန်မယ်ပြန်လာကြတော့အားနေအချိန်မှာဖုံးရိပ်ထုတ်ကြည့်ပြီးအပန်းဖြေမယ်အဲ့လိုမျိုးနဲ့တနေ့တက်တာဖြစ်တဲ့ဆိုမှပဲနေထိုင်ရင်းနဲ့ကိုယ့်ဘောက်ကိုတည်နေနေကြမလားဒါမှမဟုတ်တခါတလေကြတော့လေကိုမတိုးတက်ဘူးတိုးတက်မှုမရှိဘူးလို့ခံစားနေရမှာလားကိုမညာပဲနဲ့ကိုနည်းနည်းချင်းစီနဲ့ခက်ခဲမဲ့အရာတစ်ခုကိုနေတိုင်းနည်းနည်းချင်းစီလုပ်ပေးသင့်တယ်။ဒါကိုမို့ဆိုတာနေတိုင်းကိုလုပ်နေတဲ့အရာတစ်ခုကိုအများနဲ့လုပ်နေတာမျိုးကိုရင်းနှီးမိသားလူတွေနဲ့ပဲပြောဆိုဆက်ဆံနေမိတာမျိုးအဲ့ဒါကိုကွန်ဖော့ဆောင်လို့ခေါ်တယ်။ကိုကြောက်နေတဲ့လူဆိုလို့ရှိရင်လေလူစိမ့်နေတဲ့စကားပြောရမှာကြောက်နေတာမျိုးလူရှိသူရှိမှာထပ်ပြောရမှာကြောက်နေတာမျိုးဖြစ်တယ်။အမှန်တကယ်တော့ကျမတို့ကဒီဟာတွေကိုခက်ခဲတဲ့အရာတစ်ခုကိုနည်းနည်းလေးကိုလေးလာကိုခက်ခဲတဲ့အရာတစ်ခုကိုနည်းနည်းလေးလုပ်စေချင်တယ်အဲ့ဒါမှကိုဘွားရဲ့တိုးတက်မှုစုံကိုရောက်ရှိလာမှာဖြစ်တယ်ဥပမာပေးရမယ်ဆိုရင်မူဗီကြည့်လားတရားထိုင်လားဆိုရင်ညောင်းတော့အဖြစ်မူဗီပဲကြည့်ကြမှာများတယ်ကိုဘာဖြစ်လို့ဆိုလို့ရှိရင်ကိုကတက်တာဖြစ်တဲ့ဇုံမှာနေထိုင်ရတာပိုကြိုက်တယ်အဲ့တော့လူတွေကတက်တာဖြစ်တဲ့ဇုံထဲမှာပဲနေထိုင်ကြတာများတယ်ဘာကြောင့်ခက်ခဲတာကိုလုပ်တင်တာလဲခက်ခဲတဲ့အရာတစ်ခုကိုလုပ်ကြည့်မှသာသင်ဖို့ကတိုးတက်လာမှာပါဆိုရင်ဘာနဲ့ဥပမာပေးရမလဲဆိုရင်ဂျင်းမဆိုရင်ကိုမနေတာဝေတုံးတဲ့နည်းနည်းလေးပို့ပြီးတော့မကြည့်လိုက်လို့ရှိရင်သင်ရဲ့တက်တာပို့ပြီးတော့အရင်အားထပ်ပို့ပြီးတက်မှလာတယ်အဲ့တော့ကိုလုံးနေကြတဲ့နည်းနည်းလေးခက်ခဲစေမဲ့အရာလေးတစ်ခုနည်းနည်းလေးတိုးလုပ်လိုက်မယ်ဆိုရင်သင်ဘဝအတွက်ကြီးထွားမှုစုံလေးကိုသင်တပြည့်ပြည့်နဲ့ရောက်ရှိလာမှာပါကိုနေ့တိုင်းမှာနည်းနည်းကိုယ့်ရဲ့ခက်ခဲမဲ့အရာတွေနည်းနည်းလေးစင်းစီလုပ်တင်တယ်social media မှာဆိုလေကိုလေးလာနေတဲ့အရာတွေကိုပဲ follow ထားတယ်အစားတော့ဆိုလို့ရှိရင် ready made တွေစားမယ်အစားကိုဝိုင်ထပ်ပြုတ်တင်ဆင်ထားတဲ့အစားအစာတွေစားတင်တယ်ကိုနည်းနည်းနေစဉ်နည်းနဲ့ကိုဘွားနောက်ရေးအတွက်ဝေစုတင်တယ်ခက်ခဲတဲ့အရာတွေကိုနီလန်း3ခုနဲ့လုပ်ဖို့အကြံပေးတင်ပါတယ်ပထမနီလန်းကတိုးလုပ်ပါကိုနေတိုင်းကို15မိနစ်စကြည့်နေတယ်ဆိုလို့ရှိရင်မိနစ်20လောက်တိုးကြည့်လိုက်တာတိုးကြည့်ပေးပါဒုတိယဆန်တဲ့နေရာနည်းနည်းပြင်းထန်လေးလုပ်ပေးကြည့်ပါကိုနေ့စဉ်လမ်းလျှောက်နေမယ်ဆိုလို့ရှိရင်လည်းနည်းနည်းလေးပြေးတဲ့မှုပုံစံမျိုးလေးလုပ်ပေးကြည့်ပါကိုနည်းနည်းဝိတ်တုံးလေးကိုလည်းနည်းနည်းလေးမနေရဆိုရှင်နည်းနည်းပို့ပြီးလေးတဲ့ဝိတ်တုံးလေးကိုမပေးသင့်ပါနံပါတ်3အချက်ကကျတော့ပို့ပြီးတော့အာယုံဆိုင်ပြီးလုပ်ပေးကြည့်ပါကိုနေ့စဉ်လုပ်နေတဲ့အရာတွေကိုကိုနေ့စဉ်လုပ်နေကြကိုလေးလာနေတဲ့အရာတွေကိုပို့ပြီးတော့နည်းနည်းတိုးပြီးတော့အာယုံဆိုင်ပေးကြည့်ပါအတင်းအားဓမ္မသိခိုင်းစရာလည်းမလိုပါဘူးခက်ခဲတဲ့အရာတစ်ခုကိုနေ့စဉ်မှာနည်းနည်းစီတိုးလုပ်ပေးဖို့အကြံပေးတင်ပါတယ်ဒီနေ့ပဲသင်ရဲ့ခက်ခဲနေတဲ့အရာကိုနေ့စဉ်နည်းနည်းစီတိုးလုပ်ဖို့အကြံပေးတင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်